စပင်တွေတော့ရှိလားအရွယ်တိုက်တဲ့မင်းချင်းလေးကလူတိုင်းကခွင့်လို့ပါမလားဒီမှာတော့ဆုံးခဲ့မချီဘဝကြီးရထားခဲ့ပြီးချိန်မှာတို့ဝေးခဲ့ရလက်ဘဝနဲ့လေးရဲ့ဘယ်ရရမခဲ့မသိဟိုယောကဆွဲချခဲ့မိခဲ့တော့လေလို့ချခဲ့တဲ့တယောက်တည်းပေါ့ကိုမြတ်ကျွေးလို့ချောင်းစွန်နဲ့ရငယ်လေးဆွဲချမှတုံးချုပ်တဲ့မင်းချင်းလေးနာကျင်တဲ့ရတဲ့တွေဦးတို့ချွေခပ်ဖြစ်တွေကျလာနေပြောင်းငယ်လေးမင်းကိုမမေ့ခါမှန်သည့်စိတ်ရှိလို့မချွေနိုင်သေးဒီပါစေဝဲကျွေးအသွင်ပြောင်းနေမှု